ခက်ကင်းကင်းသာနေခဲ့ပြီးမိခင်ဖြစ်သူရဲ့မွေးနေ့ရောက်မှသွားရောက်ကကျင်းပပေးခဲ့တဲ့ခိုင်နှင်းဝေကဲပရိသတ်ကြီးတို့ရေဘရာဟီတာမိခင်ကြီးခိုင်နှင်းဝေကိုတော့မသိတဲ့သူမရှိတော့အောင်လူတိုင်းပါဇက်ဖျားမှာဆွဲနေမှာတော့တေးကြပါတယ်သူမရဲ့စိတ်ထားမြင့်မြတ်မှုကြောင့်လူတွေကလည်းချီးကျူးနေကြတာပါခိုင်နှင်းဝေအနေနဲ့ဘရာဟီတာဘက်မှာဆွမ်းတမန်စ조사ကမိဘမဲ့ကလေးတွေကိုမိခင်အရင်တပွဲပြုစုပြိုးထောင်နေခဲ့ပေမဲ့သူမရဲ့မိခင်အရင်ပေါ်ကိုတော့လုံးဝလှည့်ကြည့်ခြင်းမရှိခဲ့ပဲဥပိ္ပခာပြုထားခဲ့တာပါဒါကလည်းအကြောင်းရှိပါတယ်။သူမမွေးစားထားတဲ့သမီးလေးရွှန်းရွှန်းနဲ့ပတ်သက်ပြီးမိခင်ဖြစ်သူနဲ့အကြီးအကျယ်ဖြစ်ခဲ့ရုံမကအတော်ဖြစ်သူဒေါ်မြင့်မြင့်ခိုင်နဲ့ပါပြဿနာတွေတက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပဲခိုင်နှင်းဝင်အနေနဲ့ဒီပြဿနာတွေဖြစ်အပြီးအမေဖြစ်သူနဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာကြောင့်ပရိသတ်တွေကဝိုင်းပြီးဝေဖန်ခဲ့ကြတာပါ။ခိုင်နှင်းဝင်အနေနဲ့မာနတွေထားကအသက်80အရွယ်မိခင်အိုကြီးအနာကိုတော့ခဏလေးတောင်ပြန်လာခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့သူမအနေနဲ့မိခင်ကြီးနဲ့အဆင်ပြေစွာနေထိုင်မှုအတွက်ဆုံးဖြတ်ခဲ့ပြီးအလုပ်တွေမအားတဲ့ကြားထဲကနေမိခင်ကြီးရဲ့မွေးနေ့လေးကိုသူမကိုယ်တိုင်တွားရောက်ကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေကိုယ်တိုင်ကကိတ်မုတ်ကလေးခွဲပြီးမိခင်ကြီးအတွက်လှုပ်ပေးကမွေးနေ့ပွဲလေးကိုပြုလုပ်ပေးခဲ့ပြီးတော့အလွမ်းတည်နေခဲ့ကြတာပဲဖြစ်ပါတယ်။မွေးနေ့ပွဲလေးကိုပျော်ရွှင်စွာဖြတ်တန်းခဲ့ကြတဲ့ခိုင်နှင်းဝေတို့သားအမိကိုဘလို့ထင်လဲဆိုတာပြောပေးသွားကြပါအောင်နော်။